ထူးကိုချစ်တဲ့ပရိသတ်တွေကိုပေါ့နော်ဆရာမလေးကမနေ့ကသတင်းစကားလေးပေါ့ပြောထားတယ်အိမ်ကမိသားစုဘက်ကနေဆက်သွယ်ချိတ်ဆက်လို့ဆရာမလေးဘက်ကတော့ဟောပေးပြီအဲ့တော့အခုလိုဘာလာမှန်လဲဆိုတော့အောက်ကနေပြီးတော့ဟောထားတဲ့ဗီဒီယိုကလစ်လေးတင်ပေးပါလားတဲ့အဲ့တော့ဆရာမလေးအုံမှာကျော်တဲ့ဓာတ်ခန်းထဲကိုလာဘူးတဲ့လူဆိုသိတယ်အိမ်ကအပေါက်မှာရေးထားတယ်ဟောသမျှပြောသမျှကိုနော် voice message အတန်ကလေးဖမ်းခွင့်ပေးပါတယ်တဲ့ဗီဒီယိုရိုက်ခွင့်မပေးပါဘူးဆိုစာတန်းကိုကတ်ထားတယ်အဲ့တော့ဘာဖြစ်လို့ဒါကိုလောက်ထားလဲဆိုရင်တချို့တွေကကြတော့ဒီဆရာမလေးကဝိညာဉ်ခေါ်တဲ့အခါမှာတစ်ခါကျရင်ဝင်ပူးပါစီးပါတာရှိတယ်နော်အဲ့ဒါတွေကိုကိုယ့်ရဲ့တကူကောင်းတပိုတဲ့စိတ်နဲ့ကလစ်ယူပြီးတော့ line ပေါ်မှာတင်ပြီးတော့ follower များဖို့တို့နော်စသဖြင့်လှုပ်ရှားဖို့တို့လှုပ်တဲ့လူတွေရှိလို့အဲ့ဒီဥစ္စာကိုကတ်ထားတာအိတ်စာတန်းကိုအဲ့တော့ဒီသေဥဆောင်ထူးကိစ္စဆိုလဲအများကြီးပေါ့နော်အကုန်လုံးစိတ်ဝင်စားတယ်လေစိတ်ဝင်စားကြတဲ့အခါကျတော့သူ့ရဲ့မိသားစုဝင်ပဲတချို့ကိစ္စတွေမှာပေါ့တိထိုက်တဲ့ဝင်ပူးပြီးတော့မှဆရာမလေးကိုယ်လည်းဝင်ပူးပြီးတော့မှပြောရတာရှိတယ်အကြောင်းအရာရှိတယ်နော်အဲ့တော့တချို့ကိစ္စတွေက line ပေါ်မှာချပြလို့အစင်မပြေဘူးပုံမှန်လင်းလင်းပဲတဲ့ပဲပြောလိုက်တာနော်အဲ့ဒါကြောင့်မလို့ဗီဒီယိုသူတို့လည်းရိုက်ခွင့်မပေးသလိုသူတို့လည်းအတန်ကလေးပဲဖမ်းခွင့်ပေးထားတယ်အဓိကတနိုင်ငံလုံးသိစရာမလိုဘူးသူတို့မိသားစုကသူ့ကိုကုသိုလ်ဆက်ပေးမှဖြစ်တဲ့အတွက်သူ့ရဲ့နောက်ဆုံးဆန္ဒကိုသူ့မိသားစုသိရင်ရပြီလေနော်အဓိကကောင်းတဲ့အခြေအနေတစ်ခုနဲ့ဝင်သွားဖို့ပဲမဟုတ်ဘူးလားအဲ့ဒါကြောင့်မလို့ဗီဒီယိုကလစ်လည်းမတင်ပေးတာဘယ်သူထူးမှမဟုတ်ဘူးဘယ်သူပဲလာမင်းပေးဘယ်သူမှဗီဒီယိုရိုက်ခွင့်မပေးဘူးဘာလို့ဆိုတော့တချို့တွေကဟိုပြောမယ်ဆိုလို့ရှိရင်ကြီးရချက်ဘောင်းစုံနဲ့ဓာတ်ခန်းထဲကိုရောက်လာတာအရှိကကိုကဟောနေအနောက်ကနေရိုက်ပြီးတော့မှတခါကလစ်တင်နေပြီးရင်ကိုနာမည်တွေနဲ့လှုပ်ရှားတဲ့ပေတုတွေနဲ့နော်ပြီးပါလို့ရှိရင် follower များဖို့အတွက်ပတ်စံရဖို့အတွက်သူများကိုခူလုံးလုပ်ပြီးတော့လုပ်နေလူတွေအရန်များလို့ဗီဒီယိုဘယ်သူမှရိုက်ခွင့်မပေးဘူးလာပြီးတော့မေးတဲ့သူတိုင်းအတန်ကလေးယူခွင့်ပေးတယ်ဒီအတန်နဲ့ပဲနော်ဝင်ပြီးတော့မှပြောထားတဲ့ဥစ္စာတွေသူတို့မိသားစုစီမှာပဲရှိတယ်ဆရာမလေးတော့မဖမ်းတာဘူးကိုနဲ့မသက်ဆိုင်ဘူးလေလူတိုင်းရဲ့ personal ကိစ္စဆရာမလေးဘယ်တော့မှမဖမ်းတာဘူးအတန်ကလေးသူတို့မိသားစုလာမေးတဲ့လူပဲသက်ဆိုင်တယ်ဘာလို့ဆိုတော့ဒီကလေးထဲမှာပါတဲ့အတိုင်းဆောင်ရွက်ရမှာရှိတယ်ပေးဝေမှုတွေလုပ်ရမှာရှိတယ်သူ့ရဲ့နောက်ဆုံးဆန္ဒတွေလှူဒန်းဖို့အတွက်ဒါတွေစသဖြင့်လှူပေးပါဆိုတာတွေပြောရတာရှိတယ်နော်အဲ့ဒါတွေကမိသားစုကပဲသိခွင့်ပို့ပြီးတော့အဆင်ပြေမှာပေါ့နော်အဲ့တော့ဒီဟာဟောလိုက်တာလေခုနပြောသူတို့ကသူ့ကိုချစ်တဲ့ဖန်တွေရှိတယ်အဲ့ဒီဖန်ကောင်မလေးတွေလည်း၄-၅ယောက်ပါလာတယ်ဒါသူ့ရဲ့အကိုလက်ပါလာတယ်ကောင်လေးရဲ့သူ့ရဲ့အကိုလက်ပါလာတယ်ပြီးရင်သူ့မမေပါတယ်အဓိကသူ့မိသားစုဝင်တွေသိဖို့အဓိကပဲနော်အဲ့တော့ချစ်တဲ့ပရိသတ်ကသိချင်တယ်ဆိုသူတို့အိမ်ကိုမိသားစုကိုသွားပြီးတော့အကျိုးကြောင့်သွားမေးဆရာမလေးဘက်ကတော့ဘဒုမှဗီဒီယိုရိုက်ပြီးတော့ဆရာမလေးရဲ့လှုပ်သမျှပြောမယ်ဆိုရင်ဒီပညာစဉ်လုပ်ငန်းစဉ်ကိုဆရာမလေးတင်ထားမရှိဘူးဒီလေအောက်တယ်နော်ဒါလေးမေးရလာတယ်လေမေးဒါလာတယ်မင်းကိုဒါလာတယ်ဒါကူတော့လာယူတယ်မေးရဝင်ဒီဘက်မှာလေမေးစာနေရှိရလေမေးပြောဟုတ်လားပြောလေစာနေရှိရလေမေးအမေကဒီဘက်မှာဆိုင်လေးလေအဒီဆိုင်လေးမှာတာထိုင်နေရလို့ကြည့်နေရဘူးလို့လို့ရတာဝီယူတယ်နော်ဒီလားတာအခုမတော်သေးဘူးတာတော်ရတော့မင်းကြောက်နေအခုမတော်သေးဘူးခုရှိသေးတယ်တာနာတယ်ဒီကတည်းကနေလို့ပါလို့တောက်စင်းကိုတော့လေလုပ်ပေးပါအောင်လုပ်ပေးနေတော့ရန်ထွက်လို့ရှိရင်လမ်းမတန်းကြီးလေနေလမ်းမတန်းကိုတက်သွားရဟိုဘက်မှာဖုန်းကြီးကြောင်းတန်းနေလေဗျာနေရလည်းမသိဘူးလားဖုန်းကြီးကြောင်းတန်းနေလေဗျာအဲ့ဒီအဆက်သွားပြီးဒီဘက်ကိုကိုယ်ဇင်းလေနေအဲ့ဒီနာကြောင်းလေမင်းရင်တော့သွားလူတယ်လေအဲ့ကြောင့်တော့လူပဲနော်တန်းသေးတော့ရှင်လို့သေးတခါပြောနေနေပြောနေရဒီလိုပါလေတာတီရီရနာတာလီဘလူးတာချစ်ခစားတီတာရှင်တဲ့တရားတောက်ဖိထားလို့တာတီရတာတာလီတရှင်လို့ရှင်နာလာနေရနာတာစီလူရမရဘူးပေါ့နော်ဘာမရတာမဟုတ်ရတယ်ဒါမဲ့သလို့ရှင်နာတောက်ရီလူပေးထားတယ်နော်တောက်ရီစင်လေးလူပေးထားတယ်လေဟုတ်ဘူးလားတောက်ဦးစင်သူတယောက်လူထားတယ်တီးဦးလေတောက်ဦးစင်သူပေးတယ်လူရှိရဲ့တောက်တွေ့ရဲ့တောက်ရုံလူပေးရတာရတယ်အိုးဘာဘာတာမေးမသိဘူးတာဒီဘက်ယူလာလိုက်ဘုဘယူလာလိုက်တာလာတောက်အလူလုံးတဲ့နေကြရင်တစ်ချိန်နဲ့တစ်ပြိုင်နဲ့ပြိုင်ပြီးတော့မလူပါနဲ့ဘယ်ဟုတ်ပြေးလို့ပြေးရမှာမသိဘူးတာလီပြောမင်းတို့ကဒီဘက်ရင်တယောက်ကလူလိုက်ဟိုဘ
မတရားကလူလိုက်နေတာဘယ်ပြရမှမသိဘူး ဟိုဘက်အိမ်ကိုမသွားနဲ့တော့ဟိုဘက်အိမ်ကပြန်အပ်လိုက်ပြီးသား တူမလူနဲ့နဲ့ ဒါလေးဟိုဘက်အိမ်ကိုလေအမေကပြန်အပ်လိုက်ပြီးကိုအမေအိမ်ကိုပဲလာလေအမေလူပေးမယ်လေဟိုဘက်အိမ်ကိုမသွားနဲ့တော့ဟိုဘက်အိမ်ကပြန်အပ်လိုက်ပြီးအိမ်ရှင်ကိုဘူးမှလည်းမရှိတော့ဘူးအမေအိမ်ကိုပဲလာတော့အမေလူပေးမယ် တရား နော် ဝါရီလေ तू ကဖေရဝါရီလေ तू ကဖေရဝါလို့လေ တော့မသိဘူး तू ကဘယ်ရောက်သွားမှ तू သူကဘယ်ဝါလို့လဲလို့ तू ကသွားပြီ तू က ဘာဖြစ်လို့သွားတာလဲ သူ့အကောင်လေးနဲ့သွား သူ ပြီ ပြောတာကိုတည်တဲ့ထိတက်ခါရှိမှာဆိုအဲ့လိုမျိုးပြောခဲ့တယ်လေ သူ့ကိုမေးလိုက် မင်းရှိမှာတော့ပြောခဲ့တယ်လေ မေးလိုက်ပါ ဒီလိုမေးလိုက်ဦးလေတာမေးလို့ရလေတာကိုမေးလိုက်တယ် သူ့မေးလိုက်တော့ तू နောက်တစ်ယောက်နဲ့ဖြစ်သွားပြီ तू သစ္စာမရှိ ရက်စ ဘူး က်တ လေ ယ် နော် တာကိုရက်စက်တယ်နော်မေတာဒီရှိမှာတိုင်ဆောင်နေရလေသူ့ကိုလေ ဒါအဲ့အချိန်မှာလည်းမဆောင်နဲ့အဲ့အချိန်မှာမရှိတော့တာအဲ့အချိန်မှာ तू မရှိတော့ဘူးမရှိတော့ဘူး လာလိုက်တာပဲခိုင်းပါပါ သူ့မဆောင်နဲ့တော့သူ့မဆောင်နဲ့တော့ तू မရှိတော့ तू နောက်တစ်ယောက်နဲ့ဖြစ်သွားပြီသားလေးအမေရှိလားအမေသားအမေကိုလူပေးမယ်အမေသားကိုလူပေးမယ်သားလေး နောက်ဆက်သေးတယ်ဒီပါရှိတယ်ဘုရားဘုရားပြော တာမရှိဘူး ဒီပါလေဘုရားပြော သားလေးရဲ့အမေသားကိုလူပေးမယ် ဘာမှအပူပင်မရှိဘူးနေတာလေ အမေကိုသားလေးပေးမယ်အမေရှိဦးပဲလားသူရှိမသွားနဲ့သူ့လုံးဝသားလေးဖြတ်လိုက်တော့တော့သားလေးတော့ အိမ်နဲ့ဒီလိုမျိုးမေတို့အိမ်နဲ့တာဝင်လို့မရတယ်မေရဲ့အပြစ်မှာတာနေအောင်ပါနော်နေတို့အိမ်နဲ့ဝင်လို့ရှိရင်လေအိမ်ပေါက်မလားမညောင်းတယ်မှာတစ်ပင်ကိုလေးရှိရလေမေကနာပင်လေးလာခုတ်ထားတာလေမေဟုတ်တယ်မလားမေညောင်းတယ်မှာလေမေမကြည့်ဘူးက မင်းတို့ ဒီတိုင်းရဲ့ဒီဘက်မှာလေမေငုံလေးရှိရလေလို့ တည်ရတယ်နော် ရှိပါမေ အမေအဲ့ဒါတော့တတိမထားမိဘူး အဲ့ဒီကတော့တာခဏနေရမှာ ဟုတ်လား တာအိမ်နဲ့ဝင်လို့မရဘူး အမေရခိုင်ရှိုးကအိမ်ပြောင်းလိုက်ပြီလေသားဆုံးပြီတလားပြီ အော တော့ ်ဘာလို့တာမသိတဲ့ညာလိုက်ပြောင်းနေရလဲတာကိုမပြောဘဲနဲ့ အ မ မေ ရ ရ သိ အိမ်ငါ စား လိုက်တာလေအိမ်ငါ